လူဖြစ်နေလို့ကြောက်လို့ပြောရဆိုငါရှုံးပြီပါငါခုနမှလူပြက်ရှိမှ40နဲ့ဝယ်လိုက်တာအပွင့်မြော်ခေါင်းလို့ရတယ်တွေ့လား ပေါ်မလာစနော် โอเคโอเคညီမရေပုတ်လိုက်တဲ့နေရာမှာနော်သူရဲ့ဒီမန်းကသွားနေအရင်လာတယ်တွေ့လားအရေကတော့နော်မကြည့်အပွင့်မြော်ခေါင်းလို့ရတယ်တွေ့လားသူရဲ့ဒီရောင်ကာလာကိုပဲကြည့်လိုက်နော်မျိုးသားအရန်စွာလို့သူရဲ့အရေကတကယ်စိတ်ရှင်ရှင်လေးနဲ့လာနေနော်လုံးဝအရေလုံးဝမပိတ်ဘူးအရေလေးကမျိုးသားအရန်စွာလို့လည်းကြောက်ရမိုက်တယ်ဒီကောင်လေးကသူကကျိုးပတ်လာနေနော်ကြောက်ကကျိုးပတ်သုံးလုံးကျိုးပတ်တော့ညီမတို့ပြန်မဆေးရမှာဟုတ်တယ်နော်ဘယ်လောက်ရောက်မလဲ ဟောတရားရောက်မရောလောကမှာ တရားတော့မကြိုက်ဘူး90အောင်ကြိုက်တယ်ရော ဒီမှာဈေးပွင့်ကြည့်လေ ကျိုးပတ်အနေထားဆိုခေါင်းတိချင်မှာဆိုတော့40ပေးမှရောက်မလား ရောက်မယ်ရောက်မယ် ရောက်မလား ရောက်လိုက် ဒီချိုင်နော် သေချာပြီပေါ်မလာစနော် โอเคโอเคကဲကိုမမတို့ရေနော်အရေးကျိုးလေးရတော့ညီမ40နဲ့ရပြီနော်အရေးလေးကတော့ကျိုးပတ်တော့မချင်းရောက်တော့40နဲ့ရညီမတော့မရိုက်ကြတူပေးမလားလို့စဉ်းစားတယ်တောက်နေမယ် အာဒီကြောက်ငါကြောက်ကြီးပါ ဟမ်ဘလို့လို့အခုကြောက်လဲဒီငါသူများခုမှပဲလိုက်ရောက် မ လာ ဟုတ်ဘူးလားကျွန်တော်ကြောက်ကြီးလို့ဒါအိမ်တဲ့လုံးသိတယ်ကြောက်က ငါ့လာပြီးကဂျင်းထက်ပြန်ပြီးပါ ကျင်းခဲတာမဟုတ်ဘူးဒါလောပန်းမတာကျွန်တော်ကြောက်တော့တိုင်လုံးသိတယ်ကြောက်က မင်းဒါမင်းကြောက်လို့ပြောရဆိုငါရှုံးပြီပါငါခုနမှလူပြက်ရှိမှ40နဲ့ဝယ်လိုက်တာ ဘယ်တော့ဝယ်လဲတာ အခုပဲလေသွားလိုက်စပင်နည်းနည်းရှည်ရှည်သူတို့ဒီနောက်မှချီထားတာသွားလိုက်ပြီဟိုမှာသွားနေ လောင်းနေရောင်းနေဘောဒီမတာ 40ဟိုမှာသွားနေပြီရောလူဖြစ်နေလို့ရဖြစ်နေမရမရလို့မြင်လို့ခုမှတော့တော့ တော့ကကျိုးပတ်ကြီးလေးပါပြီးလို့တယ်လေဟောအဲကြောက်ကျွန်တော်ကြောက်ပြန်ပေးတော့ကျွန်တော် ဟောရောက်ပြီပြီလို့လေ ငါအော်မရှိလို့ကိုယ်တွေးမွေးလို့မွေးထားမင်းအဲ့လိုမရှော့လို့လားမင်းလိုက်တော့ ဒီပါ လူဖြစ်တာလက်မပါနဲ့လေကိုကလည်း ဒါလေးနဲ့ပါလုံးလေးရမှာတော့ဒီမင်းကြောက်ကအရေးကြောက်ပါဆိုတော့ ဟိုမှာလည်းမျက်နှာမတွေ့ချင်လို့ဒီလိုပဲမှပြောင်းလိုက်တာ ဟာကိုကလည်းရရှာလိုက်တော့ကတော့ဒီထက်လာပြန်ရမှာပေါ့နော် ဟုတ်ကဲ့နော် တော်တော်လုံးကရဖို့လွယ်တာမဟုတ်ဘူးမင်းမသိဘူးလို့မင်း ဟာဒီပြီလေလောက်ပါလက်မပါကြနဲ့နော်အခုလည်းနောက်ခါဒီလိုတော့မလုပ်သေးနဲ့လေနော် ငါတော့မယောင်းစားသိမ်းထားတာမင်းမအားလို့မလုံးနဲ့သိလားသွား ဟုတ်ပြီဒီလိုတော့ပြပြမမတို့ရေနော်ဒီကမော်စီစာအရင်အကျိုးလေးကိုညီမ40နဲ့ဝယ်ရခဲ့ပြီဒီကြောက်လေးရောအကြိုက်တွေ့ရတဲ့အမြတ်ဆုံးညီမမစင်ကြမှာဆက်တွယ်ပြီးမကြောက်လေးကတော့ဆေးချောင်းနေ